ကိုရင်ကြများအုပ်စုလိုက်ဖမ်းဆီးပြီးမြန်မာနိုင်ငံတပ်ဖွဲ့နေမှုကိုအများဆုံးရပ်တန့်ရန်နှင့်ဖမ်းဆီးထားသူများအများဆုံးလုပ်ပေးရန်ဒီလိုပြည်ပြခဲ့သောရိုဟင်ဂျာဝိုင်းများပြန်လည်တည်ဆောက်ပေးရန်ရိုဟင်ဂျာလူထုဟာယခင်ဒီမိုကရေစီအစိုးရနည်းတူမြန်မာတိုင်းသားအဖြစ်အတိမတ်တူမှတ်တမ်းကိုပြန်ထုတ်ပြီးနိုင်ငံခြားအခွင့်အရေးပေးရန်ရိုဟင်ဂျာများ၏မိုးရပါအခွင့်အရေးကိုလေးစားရန်တရားမဝင်1980တဲ့နိုင်ငံသားဥပဒေကိုအများဆုံးဖျက်သိမ်းပေးပြီးနိုင်ငံသားဥပဒေတည်တရားနိုင်ငံတကာစံနှုန်းတွေရဲ့တိုင်းမြောက်ရေးသားပြဋ္ဌာန်းပေးရန်နိုင်ငံစစ်သေးမှုများကိုဖိတ်ခေါ်ပြီးမြန်မာအစိုးရရဲ့သူမောင်းတော့အကြမ်းဖက်မှုကိုစုံစမ်းစစ်ဆေးပေးရန်ဒေါ်လာဒီနိုင်ငံကသတင်းမီဒီယာများဝင်ရောက်သတင်းမှန်ရိုက်ဝင်ပေးရန်တို့ဘာသာရေးခွဲခြားဆက်ဆံရေးသတင်းကြောကြီးကိုအများဆုံးကြက်တန်းပြရန်နိုင်ငံက INGO များကုလသမဂ္ဂအဖွဲ့အစည်းများလူလူလကူညီထောက်ပံ့ပေးရန်လက်နက်မဲ့အပြစ်မဲ့ရိုဟင်ဂျာလူငါလက်နက်ကိုင်အဖွဲ့အစည်းတမန်များအကာအကွယ်ပေးရန်ရိုဟင်ဂျာများအုပ်စုလိုက်ဖမ်းဆီးပြီးမြန်မာနိုင်ငံတပ်ပြန်နေမှုကိုအများဆုံးရပ်တန့်ရန်နဲ့ဖမ်းဆီးထားသူများအများဆုံးလုပ်ပေးရန်ဒီလိုပြည်ပြခဲ့သောရိုဟင်ဂျာဝိုင်းများပြန်လည်တည်ဆောက်ပေးရန်ရိုဟင်ဂျာလူထုဟာယခင်ဒီမိုကရေစီအစိုးရနည်းတူမြန်မာတိုင်းသားအတိအမှန်ပြုမှတ်တမ်းကိုထောက်ဝေပြီးသားနိုင်ငံသားအခွင့်အရေးပြေဝပေးရန်ရိုဟင်ဂျာများဝေးပါအခွင့်အရေးကိုလေးစားရေးတရားမဝင်1980နှစ်နိုင်ငံသားဥပဒေကိုအများဆုံးပြည်သိမ်းပြီးနိုင်ငံသားဥပဒေတစ်တရက်ကိုနိုင်ငံကစံနှုန်းစံရည်ကိုက်ပြောက်ရေးသားပြဋ္ဌာန်းပေးရနိုင်ငံစစ်ဆေးမှုကိုဖိတ်ခေါ်ပြီးမြန်မာအစိုးရနဲ့အတူမောင်းတော်အကြမ်းဖက်မှုကိုဆောင်ရွက်ပေးရဒေါ်လာဒီနိုင်ငံကသတင်းမီဒီယာဝင်ရောက်သတင်းမှန်ခွင့်ရိုက်ခွင့်ပေးရတို့ဘာသာရေးခွဲခြားဆက်ဆံရေးစနစ်ကိုကြီးကိုအများဆုံးညှက်ပေးရနိုင်ငံက INGO ကုလသမဂ္ဂအဖွဲ့အစည်းများလူလူလကူညီထောက်ပံ့ပေးရလက်နက်မဲ့အပြစ်မဲ့ရိုဟင်ဂျာလူထုကလက်နက်ကိုင်အဖွဲ့အစည်းများအပြေအဝကာကွယ်ပေးရရိုဟင်ဂျာများအုပ်စုလိုက်ဖမ်းဆီးပြီးမြန်မာနိုင်ငံတပ်ပြန်နေမှုကိုအများဆုံးရပ်တန့်ရန်နဲ့ဖမ်းဆီးထားသူများအများဆုံးလုပ်ပေးရဒီလိုပြည်စည်းခဲ့သောရိုဟင်ဂျာဝိုင်းများပြန်လည်တည်ဆောက်ပေးရရိုဟင်ဂျာလူထုကယခင်ဒီမိုကရေစီဆိုရနီးတူမြန်မာတိုင်းသားအတိမတ်ပြုမှတ်တမ်းကိုထုတ်ဝေပြီးသားနိုင်ငံသားအခွင့်အရေးပေးရရိုဟင်ဂျာများ၏မိုးရပါအခွင့်အရေးကိုလေးစားရတရားဝင်1980နှစ်နိုင်ငံသားဥပဒေကိုအများဆုံးပတ်သိမ်းပြီးနိုင်ငံသားဥပဒေတစ်တရက်ကိုနိုင်ငံတကာစံနှုန်းနဲ့ဒီကိုင်းမြောင်ရေးသားပြဋ္ဌာန်းပေးရနိုင်ငံစစ်ဆေးမှုများကိုဖိတ်ခေါ်ပြီးမြန်မာအစိုးရရဲ့သူမောင်းတော်အကြမ်းဖက်မှုကိုစုံစမ်းစစ်ဆေးပေးရဒေါ်လာဒီနိုင်ငံအသင်းပြည်နာဝင်ရောက်သတင်းမှန်ကိုရောက်ဝင်ပေးရတို့ဘာသာရေးခွဲခြားဆက်ဆံရေးစနစ်တို့ကြီးကိုအများဆုံးရပ်တန့်ပေးရနိုင်ငံက INGO ကုလသမဂ္ဂအဖွဲ့အစည်းများလူလူလကူညီထောက်ပံ့ပေးရ